္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ Xiaomi ဖုန်းလေးဖမ်းဝဲရေးတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဖုန်းတွေကိုဖမ်းဝဲရေးတော့မယ်ဆိုရင်ဘယ်လိုမျိုးအနေအထားတွေမှာဖမ်းဝဲရေးရတာလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာရှင်းပြပေးမှာဖြစ်ပါတယ်ပြီးရင်ဖမ်းဝဲရေးတဲ့နည်းတွေဖမ်းဝဲဘယ်လိုရေးရတယ်ဖမ်းဝဲဘယ်လို download ဆွဲရတယ်ပြီးရင် Xiaomi ဖုန်းလေးမှာmodel စစ်တဲ့နည်းတွေကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ YouTube channel လေးမှာဒီလိုအသုံးဝင်တဲ့ဗီဒီယိုလေးတွေအမြဲတမ်းတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ပြီးအားပေးခဲ့ပါအောင်ခင်ဗျကျွန်တော်တို့ကဖုန်းတစ်လုံးကိုဖမ်းဝဲတင်တော့မယ်ပေါ့နော်ဖမ်းဝဲတင်တာတော့ဟုတ်ပြီဖမ်းဝဲတင်တဲ့အနေအထားမျိုးကဘယ်လိုလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်ကျွန်တော်တို့ကဖုန်းလေးကိုဖမ်းဝဲဘာကြောင့်တင်ရတာလဲပေါ့နော်ဘယ်လိုမျိုးအနေအထားတွေမှာကျွန်တော်တို့ကဖမ်းဝဲတင်လဲဆိုရင်ဖုန်းက logo ရက်နေမှာပေါ့နော်ဒီ Xiaomi ဖုန်းတစ်လုံးပေါ့ဥပမာ Xiaomi ဖုန်းနဲ့ပဲကျွန်တော်ဒီနေ့ပြပေးသွားမယ်ပေါ့ဖုန်းတစ်လုံးက logo ရက်နဲ့ကျွန်တော်တို့ရှိကိုလာမယ် logo လဲနေမှာပေါ့နော်ဘာဝဖွင့်လိုက်တာနဲ့ Xiaomi ဆိုတဲ့ logo လေး Redmi ဖြစ်ဖြစ် Xiaomi ဖြစ်ဖြစ်ပေါ့နော် logo လေးတက်လာမယ်ပြီးလို့ရှိရင်ဖုန်းကပြန်ပိတ်သွားမယ်ပြီးရင် logo လေးပြန်တက်လာဒီလိုမျိုးအနေထားတွေမှာကျွန်တော်တို့ကဘက်ထရီကြောင့်မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကဖမ်းဝဲကိုတင်ကြည့်ရမယ်နောက်တစ်ချက်ကစက်တွေလေးနေမယ်ဖုန်းကစက်တွေလေးနေမယ်ဆိုရင်လည်းကျွန်တော်တို့ကဖမ်းဝဲတင်ကြည့်ရမယ်ပြီးရင်စက်ကကြောင်းနေမယ်ဗျာapp သုံးလို့မရတော့ဘူးဗျာ app တစ်ခုဖွင့်လိုက်တယ်ပွင့်မလာတော့ဘူး pause store ဆိုပြီးတော့ရိုက်သွားမယ်ပေါ့နော်အဲ့လိုမျိုးအနေထားတွေမှာလည်းကျွန်တော်တို့က firmware တင်ကြည့်ရမယ်ပြီးလို့ရှိရင် firmware upgrade လုပ်တယ်ပေါ့နော်ကျွန်တော်တို့ဘာရှင်းမြင်တာပေါ့ဘာရှင်းမြင်တယ်ဆိုရင်လည်းကျွန်တော်တို့ firmware ပဲပြန်တင်ရမယ်ပြီးရင်ကျွန်တော်တို့က China နဲ့ global ချိန်မယ်ဆိုရင်လည်းကျွန်တော်တို့က firmware နဲ့ပဲ firmware တင်ပြီးတော့ပဲချိန်ရမယ်ပြီးရင်ဒီ Xiaomi account လောကြတာတို့တခြား Samsung account တို့ပြီး Huawei တို့ဘာလို့လဲ account တွေကြားတယ်ဗျာအဲ့လိုမျိုး account ကြားတဲ့အချိန်မှာကျွန်တော်တို့က version အရင်မြင့်နေလို့ဒီလောက်ကိုဖြီးလို့မရတဲ့အချိန်တွေမှာလည်းကျွန်တော်တို့က version downgrade ပြန်ဆင်းမယ်ဆိုရင်ကျွန်တော်တို့ကဖမ်းဝဲရေးပြီးတော့ပဲပြန်ဆင်းရတာပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ရှိကိုဒီ logo ရက်နေတဲ့ Xiaomi ဖုန်းတစ်လုံးလာပြီပေါ့ Xiaomi ဖုန်းတစ်လုံးလာပြီဆိုရင်ကျွန်တော်တို့ကဒီကောင်ဖမ်းဝဲပြန်တင်ကြည့်မယ်ဖမ်းဝဲပြန်တင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီ model ကိုဘာ model လဲဆိုတာကိုကျွန်တော်တို့မသိဘူးဗျာ logo ရက်နေတဲ့အတွက်ကြောင့်မလို့ဒီဖုန်းရဲ့ model ကိုကျွန်တော်တို့မသိဘူးအဲ့ဒါဆိုရင်ဒီဖုန်းကိုတင်မဲ့ဖမ်းဝဲကသူ့ရဲ့ model ကိုပဲပြန်တင်ရမှာတခြား model လွဲပြီးတော့တင်လို့မရဘူးအဲ့ဆိုရင်ဒီ logo ရက်နေတဲ့ဖုန်းကို model ဘယ်လို stick မလဲဆိုတာကိုကျွန်တော်အရင်ဆုံးပြောပြပေးမယ်ပေါ့နော် okay အဲ့ဆိုကျွန်တော်တို့ရှိရောဒီဖုန်းလေးတစ်လုံးလာပြီပေါ့နော်ဒီပုံစံလိုမျိုးဖုန်းလေးတစ်လုံးလာပြီဒီဖုန်းလေးကတော့ logo လဲနေမှာပေါ့ setting တွေကိုလည်းဝင်ပြီးတော့ဝင်ကြည့်လို့မရဘူး setting တွေဝင်ကြည့်လို့မရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က model စစ်လို့မရဘူးဒါဆိုရင်ဒီဖုန်းကိုကျွန်တော်တို့ model ဘယ်လိုစစ်မလဲပေါ့နော် okay အဲ့ဒါကျွန်တော်ပြောပြပေးသွားမယ်ပေါ့နော်အရင်ဆုံးကျွန်တော်တို့မှာဘာရှိရမလဲဆိုတော့ ADB file လေးရှိရမှာပေါ့နော်ဒီ ADB file လေးရှိရမယ်အထက်မှာကျွန်တော်ဒီ file လေးတွေရှိမှာပေါ့နော်အားလေးရှိရမယ်ဒီခြားလေးကိုအသုံးပြုပြီးတော့ကျွန်တော်ဒီဖုန်းတစ်လုံးရဲ့ model ကိုစစ်ထားကိုပြောပြပေးမယ်နော်ပြောပြပေးမယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့ရဲ့ဖုန်းကိုဘာလုပ်ကြမလဲဆိုတော့ကျွန်တော်တို့က passbook ကိုဝင်ရမယ်ပေါ့နော် passbook ကိုဝင်တယ်ဆိုတာဒီလိုပုံစံလေးဖြစ်သွားမှာပေါ့နော်ဒါ passbook ဝင်ထားတဲ့ပုံစံလေးတွေပေါ့နော်ဒီလို passbook ဝင်ရမယ်အဲ့လို passbook ဝင်မယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်ကြမလဲဆိုတော့ဖုန်းကို power ပိတ်မယ် power ပိတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကအနှုတ်ကီးနဲ့ပေါ့နော်ဘောလူအတန်အနှုတ်ကီးနဲ့ကျွန်တော်တို့ power key နဲ့ကိုနှစ်ခုစုံနှိပ်ထားလိုက်မယ်အဲ့လိုစုံနှိပ်ထားလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီလိုပုံစံလေးပေါ့နော်ဒီမှာအခုကျွန်တော်ပုံထဲမှာမြင်နေရတဲ့ပုံစံလေးမျိုးပေါ့ဒီလို passbook
passbook ဝင်သွားမယ်ပေါ့နော်ဖုန်းကအဲ့လို passbook ဝင်သွားပြီဆိုတာနဲ့ကျွန်တော်တို့က USB ကြိုးကိုထိုးလိုက်မယ် USB ကြိုးထိုးပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီမှာ device manager မှာတစ်ချက်ကြည့်မယ်ပေါ့နော် device manager မှာတစ်ချက်ကြည့်မယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ Android phone ဆိုပြီးပေါ်နေမှာပေါ့နော်ဒီမှာ ADB interface ဆိုပြီးဒီလိုပေါ်နေမှာပဲကျွန်တော်တို့ကစစ်လို့ရမှာပေါ့နော်အခုကျွန်တော်ကြိုးကိုဖြုတ်ပြလိုက်မယ် Okay ဒါဆိုရင်ဒါလေးကပျောက်သွားပြီအခုကြိုးပြန်ထိုးလိုက်မယ် Okay ဒါဆိုရင်ဒါဖုန်းကိုကွန်ပျူတာကတည်နေပြီပေါ့နော်ဒီလိုမသိရင်ကျွန်တော်တို့ကစစ်လို့မရဘူးပေါ့နော်ဒီလိုတည်နေမှရမယ်ပေါ့နော် Okay အဲ့ဒါဆိုရင်ကျွန်တော်တစ်ချက်စစ်ပြမယ်ပေါ့နော်ဖုန်းဝင် model ကိုဒီမှာကျွန်တော်တို့ကဒီ folder ထဲမှာပေါ့နော်ကွန်ပျူတာရဲ့ shift right click ကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးကျွန်တော်တို့ကဒီမှာပေါ့နော် command box ကိုဖွင့်မယ်ပေါ့နော်ဒီမှာ open command window here ကိုကျွန်တော်ဖွင့်လိုက်မယ်ဖွင့်ပြီးသွားရင်ကျွန်တော်တို့ကဘာရိုက်ရမလဲဆိုတော့ a d b oh sorry passbook တစ်ပိုက်ပေါ့နော်ကျွန်တော် passbook ကစစ်မှာတော့ fast boot devices s ထည့်ရိုက်ကမယ်နော် passbook တစ်ပိုက်ကျွန်တော်တစ်ချက်စစ်ကြည့်မယ်ဒါခေါက်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဘုက passbook သိနေပြီပေါ့နော် passbook သိနေပြီဆိုတော့ဒီ device manager မှာဒီ driver လေးဒါလေးဒီ driver လေးတည်နေတာပေါ့နော်ဒါလေးမတည်ဘူးဆိုရင်ဒီလိုမျိုး ADB မတည်ဘူးဆိုရင်ကျွန်တော်ဒီမှာ passbook လို့ပေါ်မနေဘူးပေါ့နော်ဒါ error တက်သွားမယ်ပေါ့ Okay အဲ့ဒါဆိုကျွန်တော်ဒီလိုတည်နေပြီဆိုရင်ဘာဆက်ရိုက်ကမလဲဆိုတော့ fast boot GEDVAR Facebook ကပါ off ပေါ့နော်ဒီလိုရိုက်ပြီးကျွန်တော် enter ခောက်လိုက်မယ်အဲ့ဆိုရင်ဒီမှာစာတွေအများကြီးကြာနေမယ်အဓိကကျွန်တော်တို့စစ်ချင်တာကဒီ product name ပေါ့နော်ဒီမှာ product name မှာမာလင်လို့ပြနေတယ်ဒါဆိုရင်ဒီမာလင်ကဒီဖုန်းရဲ့ product name ပေါ့နော်ကျွန်တော်တို့ firmware ရေးမယ်ဆိုရင်ဒီ product name ကိုပဲကြည့်ရမှာဘာဖြစ်လို့လဲဆိုတော့ Xiaomi မှာဗျာ model တူတာတွေအများကြီးပဲဥပမာ Redmi 9ဆိုရင်ဗျာ model နှစ်ခုလောက်လာတယ်ဗျာတစ်ခုနဲ့တစ်ခုက product name မတူဘူးဒါပေမဲ့ဖုန်းတွေကပုံစံချင်းအတူတူပဲပေါ့နော်အဲဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးစစ်ပြီးတော့ပဲဒီ product name ကိုကြည့်ပြီးတော့ပဲ firmware ရေးရတာပေါ့နော်ဒီ product name ကတော့ဒါအမှန်ပဲလွဲတဲ့အကြောင်းမရှိ Okay မာလင်ဆိုပြီးတည်ပြီဆိုရင်ကျွန်တော်တို့က Chrome ကိုသွားလိုက်မယ်ပေါ့နော်သွားပြီးရင်ကျွန်တော်တို့ကဒီမှာပေါ့နော် mifan.net ပေါ့နော် mifan.net ပေါ့နော်ကျွန်တော်ဒီကိုသွားလိုက် mifan.net ကိုသွားလိုက်မယ်ပေါ့ Okay အပေါ်ဆုံးမှာပေါ်လာရင်သွားလိုက်မယ်သွားလိုက်ပြီးကျွန်တော်တို့ကဒီမှာဆုံးတော့ product name ကိုဒီမှာကျွန်တော်ရိုက်ထည့်ကြည့်လိုက်မယ်မာလင်နော်မာလင်ဆိုရင်ဒီမှာပြနေပြီပေါ့နော် Note 9 Redmi Note 9တိုင်းအိတ် 4G ပေါ့နော်တိုင်းအိတ် 4G နဲ့ Redmi Note 9နဲ့အတူတူပဲဒီမှာသူ့ရဲ့ product name ဟာမာလင် Okay အဲဆိုကျွန်တော်တို့ကဒီထဲကိုဝင်လိုက်မယ်ပေါ့နော်ဒီမှာသူ့ရဲ့ firmware တွေဗျာဒီမှာ China firmware ရှိမယ် global firmware ရှိမယ် firmware တွေကအများကြီးပဲကိုကြိုက်တဲ့တက်ရ firmware ကိုတင်လို့ရတယ်ဒါပေမဲ့ global တင်မယ်ဆိုရင်တော့ဖုန်းက boot လို့တိုင်း unlock ဖြစ်နေမှရမယ်ပေါ့နော် Okay အဲဆိုကျွန်တော်တို့ကဒီဖုန်းကို firmware ရေးဖို့အတွက်ဒီမှာ firmware ကို download ဆွဲမယ်ပေါ့နော် Xiaomi ဖုန်းနဲ့ပတ်သက်တဲ့ firmware တွေကဒီမှာအကုန်ရှိပြီးသားကိုက model နဲ့အဲ့လိုမျိုးတိုက်ပြီးရှာတတ်ဖို့ပဲလိုတယ်